WordPress CMS ကလုပ်ငန်းတိုင်းလုပ်ငန်းငယ်တိုင်းလုပ်ငန်းကြီးတွေရောပါဝင်အားလုံးတင့်တော်တဲ့ကျွန်တော်တို့ website engine တစ်ခုပဲဖြစ်ပါတယ် WordPress site အသစ် install လုပ်ပြီးသွားပြီဆိုတော့ theme ကိုဘယ်လို install လုပ်တယ်ဆိုတာဆက်ပြီးပြောပြပါမယ် appearance ကိုသွားလိုက်ပါ appearance ရောက်ရင်ကျွန်တော် themes ကိုနှိပ်လိုက်ပါအဲ့ထဲမှာ app theme ဆိုတာလေးကိုနှိပ်လိုက်ရင် WordPress အတွက်ရနိုင်တဲ့ theme လေးတွေကြာလာပါလိမ့်မယ်ဒီထဲမှာမှကိုကြိုက်နေတဲ့ theme လေးတွေကိုလိုက်ပြီးတော့ကြည့်နိုင်ပါတယ်ကိုစမ်းကြည့်ခြင်းတဲ့ theme တွေ့ပြီဆိုရင်တော့အဲ့ဒီမှာ preview ဆိုတာလေးကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်popular ဖြစ်တဲ့ theme ကိုကြည့်ပြီးဆိုရင်ကျွန်တော် latest ဆိုတဲ့ theme တွေကိုလည်းကြည့်လို့ရပါတယ်အဲ့လိုမှမဟုတ်ပဲ feature filter ဆိုတာလေးကိုနှိပ်လိုက်ရင်ဘယ် category အတွက်ကြည့်မယ်ဆိုရင်လည်းရွေးချယ်လို့ရပါတယ်အဲ့ဒီထဲမှာ education နဲ့ဆိုင်တဲ့ theme လေးကိုကြည့်ကြည့်ရအောင် apply filter လေးကိုနှိပ်လိုက်ပါဆိုကြပါစို့အခုခေတ်မှာနေကလေးတိုင်းပေါ့နော်မူဂျိုအကြောင်းလေးတွေရှိတယ်ပေါ့အဲ့တော့ဒီလိုမူဂျိုအကြောင်းလေးတွေအတွက်ကော website တစ်ခုရှိထားရင်ဘယ်လိုနေမလဲစဉ်းစားကြည့်ပေါ့နော်ကိုကမြို့နယ်တစ်နယ်ထဲမှာနေတယ်ဒီမြို့ပတ်ဝန်းကျင်လောက်ပဲကိုယ့်ရဲ့အကြောင်းအချက်လက်ကိုသိထားမယ်ဆိုရင်ကိုကျောင်းသားရနိုင်တဲ့အခွင့်အလမ်းဟာနည်းကျင်လဲနည်းမယ်များကျင်လဲများပဲပေါ့နော်ကိုသင်တန်းကျောင်းလေးကိုကိုမူဂျိုကျောင်းလေးကိုအများသိအောင်လုပ်ထားဖို့ဆိုရင်ပထမတစ်ချက်က social media ရှိရမယ် Facebook page ပေါ့နော်ကျွန်တော် YouTube လည်းလုပ်နိုင်တယ်ပေါ့နော်အဲ့တော့အများအပြားအလုပ်ရှုပ်တဲ့အတွက်တော်တော်များများမလုပ်ကြဘူးပေါ့နော်ရှိထားရင်ဘာကောင်းလဲဆိုရင်လိုအပ်တဲ့အချိန်မှာကိုယ့်ချက်လက်ကိုအများသူငါကအလွယ်တကူရှာလို့ရတယ်ပေါ့ဗျာအဲ့တော့ဒါဟာအကောင်းဆုံးတစ်ခုတည်းကအကောင်းကျိုးတစ်ခုပါပဲเนาะတခြားအရာတွေလည်းရှိပါသေးတယ်အဲ့တော့ဒီထဲမှာကလေးလေးစာဖတ်နေတဲ့ theme လေးဆိုရင်ဒါမူဂျိုကျောင်းအတွက်သင့်တော်တဲ့အနေအထားရှိတယ်ပေါ့ဗျာအဲ့တော့ဒီ theme လေးကို install လုပ်ကြည့်အမေးစရာတစ်ခုရှိတာကဘာဖြစ်လို့ local host မှာစမ်းလာလဲပေါ့နော်ဘာဖြစ်လို့ infinity free လို့ .com လို့မှာတခါတည်းမစမ်းတာလဲပေါ့နော်အဲ့တော့အကြောင်းရင်းကတော့ရှင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ local မှာဒီအောက်မှာပဲဒီအကုန်လုတ်တင်တာတွေအကုန်လုံးကိုလုတ်ပြီးမှအပေါ်တင်တာကတော့ပို့ပြီးတော့ထိရောက်တယ်ပေါ့နော်နောက် infinity.com ဆိုတာအလကားရတဲ့ hosting ဖြစ်တယ်ပေါ့နော်အဲ့လိုအလကားရတဲ့အတွက်လည်းတချို့ကန့်သက်ချက်တွေရှိတယ်ဥပမာဆိုရင် file size အကြီးကြီးတွေတင်လို့မရဘူးနောက်တစ်ခုက internet ပေါ်မှာလောက်ရတဲ့အတွက် line မကောင်းရင်ဓာတ်ပုံတွေတင်တဲ့အခါမှာအခက်အခဲရှိမယ်ဆိုတော့ဒါတွေကိုထောက်ရှုပြီးတော့ local မှာပဲ website ကိုပြီးအောင်လုပ်ပြီးတော့အကုန်လုံး zip တွေချုပ်ပြီးတော့အပေါ်တင်တာကတော့အမြန်ဆုံးနဲ့အထိရောက်ဆုံးလို့မြင်တယ်ပေါ့နော်အဲဒါကြောင့်လည်း local မှာလုပ်တာပါနော်activate လုပ်ပြီးသွားပြီဆို site လေးကိုဒီလိုမြင်ရတာပေါ့နော်အပေါ်မှာ banner လေးတွေအောက်ခြေမှာ footer လေးတွေမှာပုံလေးတွေနဲ့နောက် blog လေးတွေအကြောင်းလေးတွေရေးတော့အဲ့တော့ဒီ image လေးတွေကြာရင်လည်းဆက်သုံးပေါ့နော်မကြာရင်လည်းကိုယ်ဥစ္စာနဲ့ကိုအကုန်လုံးလဲလိုက်ပြီဆိုရင်လိပ်စာတွေဖုန်းနံပါတ်တွေ social media link တွေအကုန်လုံးကိုချိန်ပြီးသွားပြီဆိုရင် page လေးတစ်ခုတစ်ခုတင်တာနဲ့ကိုယ့်ရဲ့မူဂျိုကြောင်းအတွက်အဲ့တော့ဆက်သွယ်ရင်လိပ်စာတွေဘာတွေ event တွေဘာတွေရှိလဲအကြောင်းသား information တွေတော့ကလေးတွေဆိုတော့ပို့ပြီးတော့တင်လို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီလိုလေးကိုအကြောင်းနဲ့ပတ်သက်တာလေးကိုလွှင့်ထားမယ်ဆိုရင်အဲ့တော့ Google မှာကိုနာမည်နဲ့အလွယ်တကူရိုက်ရှာလိုက်တဲ့အခါဥပမာဆိုကြပါစို့ကိုကစကိုင်းမှာရှိတဲ့မူဂျိုကျောင်းလို့ရိုက်လိုက်တာနဲ့ကို website ကအရင်တက်လာနိုင်တယ်ပေါ့နော်ပြိုင်ဘက်တွေရှိရင်တော့ကိုကဟိုအောက်ကိုရောက်တာလည်းရှိနိုင်တယ်လို့ထိတ်ဆုံးရောက်နေတာလည်းရှိနိုင်တယ်ကိုအချက်လက်ကိုအလွယ်တကူသိတဲ့အခါလွယ်လွယ်ကူကူနဲ့ကိုရှိကို customer ပေါ့ဗျာအဓိကကတော့ customer လိုချင်တာအကြောင်းသားလေးတွေကို tuition မှာတက်အောင်ကိုကျောင်းမှာလာတက်အောင်ပြရုပ်တစ်ခုအနေနဲ့တင်ထားလို့ရတာပေါ့ဗျာဒါကြောင့်လုပ်ငန်းငယ်လေးတွေ internet စာမျက်နှာပေါ်ကိုကျွန်တော်တို့ရောက်လာဖို့ကြံပေးကြပါတယ်အခမဲ့ရတဲ့ domain တွေလည်းရှိတယ် sub domain တွေပေါ့ဗျာ hosting လည်းရှိနေပြီကို့မှာအားထုတ်မှုလေးတစ်ခုလုပ်လိုက်တာနဲ့ကို့ဆိုင်
ဒါမှမဟုတ်ကိုလုပ်ငန်းငယ်ဒီနေရာမှာတော့လုပ်ငန်းကြီးတွေကိုတော့ target မထားချင်ပါဘူးဘာဖြစ်လို့ဆိုလုပ်ငန်းကြီးတွေကသူ့အနေနဲ့သူရှိပြီးသားလို့ယူဆလို့ရပါတယ်လုပ်ငန်းငယ်လေးတွေအတွက်ပဲကုန်ကြစီမရှိဘူးအဲ့တော့ကိုလုတ်တက်ရင်လုတ်တက်တယ်လို့ဒီမှာပြထားတဲ့ဗီဒီယိုတိုင်းအစင်းစင်းလုတ်တက်ရင်ဒီ website တစ်ခုဆိုတာလွယ်လွယ်လေးပါအဲ့ဒါကြောင့်လုပ်ငန်းငယ်လေးတွေဒီလို site မျိုးကိုတင်ကြည့်ပါစူးစမ်းကြည့်ပါအခက်အခဲရှိရင်လည်းဒီမျိုးလာမေးလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့အစက free theme installing ဆိုပြီးတော့ site နာမည်ကိုပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာ KT Kindergarten ဆိုပြီးတော့ပြောင်းလိုက်မယ်ပေါ့နော်ပြီးရင် post လေးတစ်ခုလောက်တင်ကြည့်ရအောင် new လေးခေါ်လိုက်မယ်ခေါ်ပြီးတော့နွေရာသီကျောင်းပိတ်ရလို့ရေးလိုက်မယ်ပေါ့နော်ဒီထဲမှာတော့မြန်မာလိုရိုက်ရတာအခက်အခဲလေးရှိနိုင်တယ်တီးတဲ့နေရာလေးမှာရိုက်ပြီးဒီထဲကို copy paste နဲ့ထည့်တာပိုကောင်းတယ်ပေါ့နော်ပြီးရင် publish လုပ်လိုက်အဲ့တော့ကို publish လုပ်ထားတာကို site မှာပြန်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုလေးပြန်ကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ post အသစ်ကလေးဒီမှာရောက်နေတာတွေ့ရတယ်ပေါ့နော်နွေရာသီကျောင်းပိတ်ရဆိုတော့အကြောင်းနဲ့ပတ်သက်တဲ့ information လေးတွေကိုအဲ့တော့ဘယ်အချိန်မှာပါလုပ်မယ်လို့ပြောလိုက်ရင်မိဘတွေကဒီကနေတစ်ဆင့်ဒါ official လည်းဖြစ်နိုင်တယ်ပေါ့နော်ကို domain နဲ့ကိုဆိုရင် official လည်းဖြစ်နိုင်တယ်အဲ့တော့လုပ်ငန်းငယ်လေးတွေအခွင့်အရေးရှိနေတဲ့အချိန်မှာအမိရဖမ်းဆုပ်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအတွက်ကိုက်ညီတဲ့ site လေးတစ်ခုကိုလုပ်နိုင်ဖို့ကိုအကြံပေးချင်ပါတယ်နော်အဲ့တော့နောက် video မှာတော့ local မှာ setup တင်ထားတဲ့ဒီ website လေးကို WordPress လေးကိုဒီ infinity.com မှာဘယ်လိုတင်မလဲဆိုတာကိုဆက်လက်ပြပေးသွားပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်